မေတာတူငယ်ချင်းနဲ့ game တော့ဆောမလို့ပတ်စံ1000လောက်ပေးပါအောင်အော်တားရဲ့အမေလည်းတမဘလို့1000ရှိမှလဲဈေးရောက်အခုမှသွားမဲ့ဟာအမေတို့ကလေတောက်လိုက်တယ်ဘယ်တော့မှမရှိဘူးကြီးပဲအဲကြောင့်လေပါဇက်စီးပြမရှိတာဘယ်တော့မှလည်းရှိလာမှာမဟုတ်တော်ပြီတူငယ်ချင်းအိမ်ပဲသွားတော့မယ်နုံတာဒီနေ့လေအမေကိုလေးတင်မအင်မတာဖြစ်နေလို့အဲ့ဒါဈေးခမဲနေရတဲ့အမေဈေးတောင်းလေးလိုက်ဖို့ပေးဦးဟာအမေကလည်းဈေးတန်းနဲ့မသွားချင်ပါဘူးတူငယ်ချင်းနဲ့တွေ့ရင်ရှက်စရာကြီးဩတားရဲ့ယူတဈေးရမ်းစားတာဘာရှစ်စရာရှိလို့တော့တားရဲ့သူများခိုးစားနေရမှာမဟုတ်တာခိုးစားတာမှလေလူမမြင်သေးဘူးအမေဟာလမ်းဘေးဈေးတဲ့ဟာလူမြင်ကွင်းထဲမှာတားရှက်တယ်အမေရဲ့တားရဲ့အခါတိုင်းရက်တွေတားကိုမခိုင်းခဲ့ပါဘူးဒီနေ့တကယ်ဟိုအမေနေမကောင်းလို့ဒီတခါတည်းပါကဲတော်ပြီမလုတ်ဘင်းတားနင်းထိုင်နဲ့ငရဲရအောင်မယ်ဒီတစ်ခါပဲရမယ်နော်နောက်ခါလာမခိုင်းနဲ့ကဲဖျားတရားမှလဲတားလားနေပူတဲ့တားရဲ့အဆောင်တစ်ဆောင်တော့အောင်ဟာမေဘာလို့တာလဲဒီမှာကေပြက်ကုန်ပြီလေကိုယ့်ကိုဆောင်းစမ်းမှာလာပြီးတော့ယူဆိုင်ချင်အောင်ဆောင်းမနေပါနဲ့တားရဲ့အမေတော့တောက်နေကြစေအိမ်မှာမေ့ခဲ့ပြီတော့အဲ့ဒါသွားယူပေးအောင်ဟာအမေတို့ကလေကိုတောက်မဲ့စေကိုမေ့စရာလားတက်ကိုလှုပ်ရှုပ်တာတားရဲ့အသက်အရွယ်ရလာတော့ယောဂနှိမ့်စစ်လောကဓာတ်နှိမ့်စစ်နဲ့မေ့ခဲ့တာပါကွယ်သွားယူပေးပါဟာခင်ဗျားတောက်မဲ့စေခင်ဗျားသွားယူလေဟမ်အိမ်ကဝေးရကြားတယ်ကဲဟုတ်ပြီအဲ့ဆိုတားဆိုင်ခဏစနော်အမေဈေးထိပ်ကဈေးဆိုင်မှာဈေးလေးသွားယူလိုက်အောင်မယ်ကြည်သူများဂိမ်းဆော့ဖို့ကြောင့်မရှိဘူးလေသူ့ဈေးကြောင့်ချက်ချင်းထောက်ဝယ်တော့ပါပဲအကျွေးဝယ်ရမှာတားရဲ့အကျွေးဝယ်ရမှာဟာဟောမြ